အားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခုကိုတာတီတူရဲ့ Minted တခြင်း intro လေးပေါ့နော်အဲ့ဒါလေး tutorial လေးလုပ်ပေးပါဆိုသူ့ရဲ့ key က image key ဖြစ်ပါတယ်အခုပထမဆုံးစတည်တော့မယ်ဆိုတော့အခု tab တုပ်ထဲမှာမြင်ရတဲ့အတိုင်းပဲ3ကြိုး9ခွက်မြောက်1ကြိုးစနစ်အဲ့ဒါမျိုးလေးပေါ့ပြန်1ကြိုးစနစ်ကိုပြန်တည်ရဲ့1ကြိုးမှာပဲ30ဒါမျိုးလေးပေါ့အဲ့ပြီးရတယ်930ပြီးရတယ်ဒီ30ကိုတီးပြီးတော့ဒီ9ခွက်မြောက်ကို pull off လုပ်ပြီးတော့ခုံခွက်ကိုသွားလိုက်တယ်ပေါ့နော်ဒါမျိုးလေးပေါ့အဲ့ဒါလေးပေါင်းလိုက်မယ်အဲ့ပြီးရတယ်30 9ခုပြီးရတယ်ခွန်5အဲ့ပြီးရတယ်ဒီ9ကိုတစ်ချက်တီးပြီးတော့ခွန်ကိုပုတ်သွားမယ်ပြီးရင်9ကိုပြန်ဆွဲသွားမယ်ပြီး4ကိုသွားမယ်ဟာမနဲ့ပူလို့ပေါ့နော်9ခွန်5 4အဲ့လိုလေးပေါ့နော်အဲ့လိုကုန်ပေါင်းလိုက်မယ်အဲ့ဒါပြီးရတယ်4ကြိုး2 3ကြိုး4 2ကြိုး3 1ကြိုး2ကြိုးအဲ့ဒါလေးကိုအကုန်ပေါင်းလိုက်မယ်အဲ့ပြီးရတယ်2ကြိုး2ကြိုးတီးပြီးရတယ်2ကြိုးခွန်ခွက်ကိုတီးတယ်အဲ့2ကြိုးခွန်ကိုတီးပြီးရတယ်နောက်တစ်ခါတီးပြီးတော့ဒီ9ခွက်ကိုစလိုက်ဆွဲလိုက်မယ်ပြီးရတယ်1ကြိုးခွန်1ကြိုး30အဲ့ဒါမျိုးလေးပေါ့အကုန်ပေါင်းလိုက်မယ်ပြီးရတယ်4ကြိုး14 1ကြိုး16ဒါမျိုးလေးပေါ့ပြီးရတယ်1ကြိုး16ကိုတီးပြီးတော့ဒီ14ခွက်နဲ့ pull off လေးလုပ်လိုက်တယ်အဲ့ပြီးရတယ်1ကြိုးမှာပဲစနစ်ဒါမျိုးလေးပေါ့ပြီးရတယ်စနစ်30အဲ့ဒါပြီးရတယ်9 ခွန်အမှန်နဲ့ pull offအဲ့ဒါကိုဆက်လိုက်မယ်အဲ့လိုလေးပေါ့နော်သူအချိန်နဲ့ရနေနေမြန်တာပါအဲ့လိုလေးပေါ့နော်ပြီးရတယ်30 9ခွန်ပြီးရင်ခွန်5ခုနတိုင်းပဲ9ခွန်5 4ဟာမနဲ့ဘူးတော့အဲ့လိုလေးပေါ့နော်အဲ့ဒီအုပ်စုလေးပေါင်းလိုက်မယ်အဲ့ပြီးရတယ်ခုနတိုင်းပဲ4ကြိုးနဲ့3ကြိုး4 2ကြိုး3 1ကြိုး2ကြိုး1ကြိုး2ကြိုးတီးပြီးရတယ်တောင်းတဲ့တိုင်းပဲ2ကြိုးခွန်နေပဲကိုစလိုက်အဲဒီကကျတော့1ကြိုး5ခွန်အဲ့ဒါမျိုးလေးပါနော်အဲ့ပြီးရတယ် image ကိုကြာတာပါနော်အဲ့တော့ဘယ်လိုကြာလဲဆိုတော့ဒီ9ခွက်မြောက်4ကြိုး3ကြိုး2ကြိုးကိုတော့လက်ညှိုးတစ်ချောင်းနဲ့ထောက်လိုက်တယ်ပြီးရင်1ကြိုး12ခွက်မြောက်ကိုလက်တန်းလေးလာထောက်လိုက်တယ်အဲ့မှာသူ့ရဲ့ intro တစ်ချက်ပြီးတော့နော်အဲ့ပြီးရင်နောက်ဒီမဲ့ဟာက6ကြိုးလွတ်ကြိုး2ကြိုးလွတ်ကြိုးအဲ့ဒါမှမဟုတ်အဲ့ပြီးရင်ဒီ3ကြိုး9ခွက်မြောက်ကနေတီးပြီးတော့ဒီ17ခွက်မြောက်ကိုဆက်လိုက်ဆွဲလိုက်တယ်ပေါ့နော်အဲ့တော့နှစ်ခုပေါင်းလိုက်မယ်အဲ့ဒါပြီးရင်2ကြိုး2ကြိုးခုနကတော့3ကြိုး17ခွက်မြောက်ရောက်နေတဲ့လက်ကဒီ13ခွက်မြောက်ကိုစလိုက်ထပ်ဆွဲတယ်ပေါ့နော်အဲ့ဒါမို့လေးပေါ့အဲ့ပြီးရင်2ကြိုး2ကြိုးထပ်တီးတယ်တီးပြီးရင်ဒီ3ကြိုး13ခွက်ကနေပြီးတော့ဒီ14ခွက်ကိုစလိုက်ဆွဲလိုက်တယ်ပြီးရင်13ခွက်ကိုပြန်ကြတယ်အမိုးလေးပေါ့ပြီးရတယ်14ခွက်ကနေ16ခွက်ကိုဆက်လိုက်ဆွဲလိုက်တယ်အဲ့ဒါမိုးလေးပေါ့နော်အဲ့လိုလေးပေါ့နော်အဲ့ဒါပြီးရတယ်သူကခုနရှေ့ဟာလေးကိုပဲသူပြန်တီးတယ်ပေါ့နော်6ကျိုးလွတ်ကျိုး
နှစ်ကျိုးလွတ်ကျိုးပြီးရတယ်ဒီ3ကျိုး9ခွက်မြောက်ကနေပြီးတော့17ခွက်မြောက်ကိုဆက်လိုက်ခုနတိုင်းပဲပေါ့နော်ပြီးရတယ်နှစ်ကျိုးလွတ်ကျိုးဒီ3ကျိုး17ခွက်မြောက်ကနေ17ခွက်ကိုထပ်ဆက်လိုက်ဆွဲတယ်အဲ့ဒါမို့လေးပေါ့ပြီးရတယ်နှစ်ကျိုးလွတ်ကျိုးဒီကကြတော့ဒီ13ခွက်ကနေပြီးတော့ဒီ14ခွက်ကိုစလိုက်ဆွဲပြီးတော့ဒီ13ခွက်ကိုပဲထုံးစံနဲ့ပြန်ကြရတယ်ပြီးရတယ်အဲ့ကြားလိုက်တဲ့13ခွက်ကနေမှဒီ3ကျိုးမှာဒီခွန်ခွက်ကိုနောက်ပြန်လေးစလိုက်ပြန်ဆွဲသွားတယ်ပေါ့နော်အဲ့လိုလေးပေါ့နော်အဲ့လေးကိုကျွန်တော်ဒုတိယခေါက်လေးထိလိုက်မှာအဲ့လိုလေးပေါ့နော်အခုတီးသွားလိုက်တဲ့ဟာလေးကိုသူကနှစ်ခေါက်ပြန်တီးရပါတော့နှစ်ခေါက်ပြန်တီးရဘယ်ချိန်မှသူကမတူတော့ရလဲဆိုတော့ဒီနောက်ဆုံးဒီ73ကနေခွန်ဆွဲလိုက်တဲ့နေရာလေးမှာတော့မတူတော့နောက်ဆုံးသူကခွန်နှစ်ချက်ပြန်တီးပြီးတော့ပြီးတော့တာပေါ့နော်အဲဒါမျိုးလေးပေါ့အဲနောက်ဆုံးတစ်လုံးထပ်သိမ်းတော့ပါနော်အဲ့ဒီနေရာလေးကျွန်တော်တစ်ချက်တီးပြပါနော်ဟုတ်ပြီအခုကျွန်တော်စာဆုံးလေးကိုကျွန်တော်အနေလေးတစ်ခါတီးပြမယ်နော်ဒီလိုပဲတခြင်းစဆိုပြီပေါ့နော်โอเคဒါလေးကတော့ intro လေးပေါ့နော်အားလုံးအဆင်ပြေကြပါစေဗျာ